Okay ဒီနေ့ပြောဖို့စဉ်းစားထားတဲ့အကြောင်းအရာလေးကဒီ Anne Frank's diary ပေါ့ Anne Frank ကဂျူးမလေးလို့ပြောရမှာပေါ့နော်ဂျူးဆက်တဲ့ကောင်းမလေးဂျူးမလေး Anne Frank ရဲ့အကြောင်းပေါ့နော် Anne Frank သူ့ရဲ့နာမည်အရှည်ကရှာထားပါတယ်နာမည်အရှည်က Anneliese Marie Frank တဲ့သူနာမည်က Anneliese Marie Frank တဲ့သူမွေးတဲ့ခုနှစ်က1929ဂျာမနီဖရန့်ဖို့လို့ပြောတယ်ပေါ့နော်โอเคဒီ Anne Frank diary ပေါ့ဒီ Anne Frank diary ကတကယ်20ရာစုမှာနာမည်ကြီးဆုံးဒီ diary တွေကနာမည်ကြီးဆုံးစာအုပ်တွေနဲ့တခုလို့ပြောရမှာပေါ့သို့မဟုတ်ရင်လည်း20ရာစုရဲ့လူသိအများဆုံးပေါ့နော်အရာတွေနဲ့တခုလို့ပြောရမှာပေါ့နော်သူမရဲ့ diary တွေကနေပြီးတော့ဒီသူ Anne Frank ဆိုတဲ့သက်12နှစ်ဆယ်ကျော်သက်မလေးပေါ့နော်သူ့ရဲ့personal view တွေပေါ့သူ့ရဲ့ပုဂ္ဂလိကအမြင်တွေဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာဒီ Holocaust ပေါ့ဒီလူတွေများစွာဆိုလိုက်ပြီးတော့တက်ဖြတ်ခြင်းရဲ့အန်ဒီရဲ့ကြောက်ရန်ထိတ်လန့်မှုတွေပေါ့ဒါကိုသူကတော့ Anne Frank ကတော့တမိုင်းပညာရှင်တယောက်အနေနဲ့မဟုတ်ဘဲနဲ့ပေါ့ကဲစေချိုသက်မာလေးပြီးပြီပေါ့စိတ်ကူးအိမ်မက်တွေပြည့်နေနေတဲ့ကြောက်ရမှုတွေမျောလင့်ချက်တွေနဲ့သူ့ရဲ့ diary Anne Frank's diary ပေါ့ဒီနေ့ပြောမယ်ဆိုရင် The Diary of a Young Girl ပေါ့Diary of Young Girl ဒါမှမဟုတ်ဒီမှာတော့ Anne Frank's diary ဆိုပြီးတော့လူသိများပါတယ်ပေါ့နော်ဒီ Anne Frank ကသူကငငယ်ရွယ်ရွယ်ကပေါ့နော်သူက lively ဖြစ်တယ်လို့ပြောတယ်ပေါ့အဲ့ဒါအမြဲတမ်းရှင်ပြပဲနေရာတကာသိကျင်တယ်စာဖတ်တာကိုလည်းသဘောကျတဲ့ကောင်ပါလေတဲ့သူကငငယ်ရွယ်နဲ့စာရေးတယ်ပေါ့ဒီနာဇီပါတီအာဏာရလာတော့ညာနေတာသူတို့မိသားစုကဒီ Amsterdam ပေါ့လေဒါလည်း Amsterdam ဘက်ကိုရွှေ့ရတာပေါ့လေဒီသူတို့တွေညှဉ်းပန်းနှိပ်စက်ခြင်းတန်းကနေတက်တာဖို့ပေါ့အဲ့လိုရွှေ့ရပြီး1940ရောက်တော့နာဇီတွေပါတီကသူ့ control တွေကပြန်နဲ့လာတော့အန်နီတို့ဒီမိသားစုကပုံဒီထက်ခိုးလေးတစ်ခုမှာသူ့အဖေရဲ့ရုံးခန်းရဲ့နောက်ကထက်ခိုးလေးတစ်ခုပေါ်မှာသူတို့ကုန်းခိုခဲ့ရတာပေါ့ဒီတကယ်တမ်းကျတော့အခုသူ Anne Frank's diary လို့ဒီမှာအင်္ဂလိပ်ဘာသာပြန်မှာ The Diary of a Young Girl လို့နာမည်ကြီးနေတဲ့သိနေတဲ့စာအုပ်ကတကယ်သူက Dutch လို့ရေးတာပေါ့နော်သူ Dutch လို့ရေးတာလို့ပြောတယ်ပေါ့နော်သူက Dutch စာမဖတ်တတ်ပါဘူးနော်အဲ Dutch လို့ရေးတာပေါ့ဒီအဓိပ္ပာယ်ကကျတော့ဗာလဲဆိုတော့ဒီ secret annex တဲ့ဒီ original title ကဒီလိုလေးလို့ပြောတယ်had Achter Hughes ဒါ Dutch လို့ဆိုတော့အတန်အတွက်မှားနိုင်ပါတယ်ပေါ့နော်အဓိပ္ပာယ်ကတော့ secret annex ပေါ့လျှို့ဝှက်ထက်ခိုးခန်းလေးပေါ့သို့တော်လဲဒီမှာတော့ကဘာတစ်ခွင်မှာသိကြတာတော့ Anne Frank's diary သို့မဟုတ် The Diary of a Young Girl လို့ပဲသိကြတာပေါ့နော်အဲ့လိုနဲ့သူတို့ဒီဂျာမန်တွေရဲ့နာဇီပါတီရဲ့အုပ်စိုးမှုကဩဇာအာဏာကအင်မတန်ကြီးလာတော့သူတို့တွေပုံကွယ်ခဲ့ရတာပေါ့ဒီအတုဖေရဲ့ရုံးခန်းရဲ့အပေါ်အထက်ခိုးလေးထဲမှာသူတို့တွေပုံနေရတာဆိုတယ်အဲ့လိုပုံနေရတာမှာသူတို့မိသားစု2နှစ်ကြာပုံနေရတာတဲ့ဒါပေမဲ့သူတို့ကိုဒီဂျာမန်တငယ်ချင်းတွေအပေါင်းအသင်းတွေကသူတို့ကူညီပေးကြတာအဲ့လိုနဲ့ Anne Frank ကသူမှ73နှစ်အရွယ်မွေးနေ့မှာပေါ့73နှစ်မွေးနေ့မှာမိတ်ဆွေတယောက်ရဲ့ကနေပြီးတော့မွေးနေ့လက်ဆောင်ဓာတ်ရီတွေလက်ဆောင်ပေးတာပေါ့ဒီအဲ့ဓာတ်ရီထဲမှာသူဘာတွေရေးထားလဲဆိုတော့သူတို့နေ့စဉ်ဘဝပုံကွယ်ရခြင်းအကြောင်းတွေပေါ့ပုံကွယ်နေရတဲ့အကြောင်းတွေပြီးတော့အကြောက်တရားတွေပြီးတော့မျောလင်းချက်တွေပြီးတော့လောကကြီးနဲ့ပတ်သက်သူမရဲ့အတွေးတွေပေါ့သူ့ရဲ့အတွေးတွေသူလူတဘာဝနဲ့ပတ်သက်တဲ့အတွေးတွေဒါအံ့ဩစရာကောင်းပါတယ်ဒီနောက်ပိုင်းမှာသူအကြောင်းသူ့ရဲ့ quotation လေးတချို့တလေးကိုလည်းထည့်ထားသေးတယ်ပေါ့နော်1944ရောက်တော့အဲ့ဒီသူတို့တွေပုံနေတဲ့ Anne ဆိုထက်ခိုးလေးကိုတိသွားပြီးတော့ပေါ့နော်သူတို့မိသားစုတွေသူတို့အဖမ်းခံလိုက်ကြရတာပေါ့အဲ့ဒါနဲ့သူတို့ကိုနာဇီချွေးတဲ့စခန်းပေါ့သူတို့ပုံမှန်သိကြတဲ့ concentration camps ပေါ့နော်ချွေးတဲ့စခန်းကိုပို့လိုက်တော့ဒီ Anne ရဲ့သူ့ရဲ့ညီမရဲ့ပေါ့ Margot ဆိုတဲ့အမျိုးသမီးသူ့ညီမ1945မှာအဲ့ဒီမှာ Bergen Belsen နဲ့အဲ့ဒီချွေးတဲ့စခန်းနာမည်ရတယ်ရှာထားပါတယ်နော်အဲ့ဒီမှာသူတို့ကွယ်လွန်သွားခဲ့ကြတာပေါ့ဒီကွယ်လွန်ခဲ့ကြတာပေါ့နော်အဲ့ဒီအချိန်မှာကွယ်လွန်တဲ့အချိန်မှာ Anne ကအသက်15နှစ်လို့ပြောတယ်အဲ့ဒီသူတို့မိသားစုထဲမှာသူ့ဖေဖြစ်သူသူ့ဖေနာမည်ကလည်းရှာထားပါတယ် Otto Frank ပဲဒီ Otto Frank ကသူတို့မိသားစုထဲမှာတယောက်တည်းသောအသက်ရှင်သူပေါ့အဲ့လိုသူတို့တွေသူတို့မိသားစုတွေဆုံးမသွားပြီသူ့ဖေတယောက်တည်းကြံတော့အဲ့မှာဒီဒိုင်ကြီးအဲ့ထက်ခိုးလေးပေါ်မှာဒီ Anne Frank ရေးခဲ့တဲ့ဒိုင်ကြီးလေးတွေ့တာပေါ့သူက Anne Frank က
တနေ့နေ့တစ်ချိန်ချိန်မှာသူကဇာတိဆရာဖြစ်ရှင်တယ်ပေါ့ဒါနဲ့အဲ့ဒါနဲ့သူ့ဖေအိုက်စာအုပ်လေးတွေ့ပြီးအိုက်စာအုပ်လေးကိုထုတ်ဝေလိုက်တာပေါ့နော်ထုတ်ဝေပြီးတော့သူဘာသာပေါင်းများစွာပြန်ကြတယ်ပေါ့ဒီနည်းပြောမယ်ဆိုရင်သူ့ရဲ့ Apprent Dine ဆိုစာအုပ်ဟာဒီမျောလင်းခြင်းရဲ့သင်္ကေတပေါ့တတ္တိရဲ့နမိတ်ပုံပေါ့လူသားဆံမှုရဲ့မရှုတစောင်းလို့ပြောရင်ပြောလို့ရမှာပါပေါ့နော်ကဲသူက Anne Frank ကသူ့ရဲ့ဒိုင်ကြီးစာအုပ်လေးကိုသူခေါ်တော့ Kitty လို့ခေါ်တာတဲ့ KITTY Kitty လို့ခေါ်တယ်တဲ့အဲ့ဒီမှာ Kitty ရေဆိုပြီးသူ့ကိုခေါ်ပြီးတော့နာမည်သုံးပြီးတော့စာလေးတွေရေးသွားခဲ့တာပေါ့နော်ဒိုင်ကြီးဆိုတဲ့အတိုင်းပေါ့ပါလေးဆိုရင်လည်းလို့လေဒီရွယ်ဒီမျိုးသမီးတယောက်ကောင်မလေးတယောက်ပေါ့ဆယ်ကျော်သက်တယောက်သူတို့ရေးသွားပေါ့အံ့ဩစရာကောင်းပါတယ်သူ့ရဲ့ quotation လေးတွေကိုအချို့တလေဒီမှာကောက်နှုတ်ထားပါတယ်ပေါ့နော် in spite of everything ဘာတွေပဲဖြစ်ပေါ့ဖြစ်သမျှရာအလုံးဘာတွေပဲဖြစ်ခဲ့ပေါ့ဖြစ်လာI still believe ကျမတော့ယုံကြည်နေသေးပဲ that people are really good at heart လူတွေဆိုတာစိတ်ကောင်းနှလုံးကောင်းတကယ်ရှိကြတယ်ရဲ့တဲ့ဒီလို2နှစ်ကြာ3နှစ်ကြာပုံကွယ်နေတဲ့နေရာမှာထပ်ကိုယ်ထဲမှာနေရခြင်းနဲ့ပေါ့နော်ဒီလိုနေရတာတောင်မှပဲသူဒီလိုအတွေးမျိုးသူ့ရဲ့ငယ်ရွယ်နှုပြိုတဲ့မျောလင့်ချက်တွေစိတ်ကူးစိတ်သန်းတွေရှိတာတကယ်သူနှလုံးသားအောင်စရာကောင်းလွန်းပါတယ်ပေါ့နော် in spite of everything ဒီကလောက်ခက်ခဲရာတွေဖြစ်နေပေမဲ့လို့လေဘလောက်ဆိုးွားတဲ့ရာတွေဖြစ်နေပေမဲ့လဲ I still believe ကျမတော့ယုံတယ်တဲ့ that people are really good at heart လူတွေဆိုတာရင်ထဲမှာစိတ်ကောင်းနှလုံးကောင်းတကယ်ရှိကြတယ်ရဲ့တဲ့သူတို့အကြောင်းအကြောင်းမလွန်ဆန်တဲ့အကြောင်းတရားတွေရောက်တာတခုခုခက်ခဲကြမ်းတမ်းတဲ့အရာတွေကိုလှုပ်ဖြစ်ကြတာတကယ်တမ်းကလူတွေမှာစိတ်ကောင်းနှလုံးကောင်းရှိကြတယ်ဒါ Anne Frank ရဲ့ပုံလို့ဆိုပါတယ် human greatness လူသားတွေရဲ့ကြီးကျယ်မှုဆိုတာ does not lie in wealth or power ဓနဥစ္စာတို့ဩဇာအာဏာတို့ဆိုမှမူတည်တာမဟုတ်ပါဘူးတဲ့ but in character သူ့ရဲ့အမူအကျင့်ဇယိုက်လက္ခဏာ a goodness ကောင်းခြင်းတရားပေါ်မှာလူသားတွေရဲ့ကြီးကျယ်ခြင်းဆိုတာရှိတာပါတဲ့ဒါ12နှစ်အရွယ်13နှစ်အရွယ်ကောင်မလေးတယောက်ရဲ့အမြင်ပေါ့တကယ်သူနှလုံးသားဘယ်လောက်ကြီးကျယ်သလဲပေါ့နော် human greatness လူသားတွေရဲ့ကြီးမြတ်ခြင်းဆိုတာ does not lie in wealth or power ဓနဥစ္စာတို့ power တို့ပေါ်မှာမူတည်တာမဟုတ်ပါဘူးတဲ့ but in character and goodness သူတို့ရဲ့ဇယိုက်စိတ်ကောင်းနှလုံးကောင်းဇယိုက်ကောင်းရဲ့ goodness ကောင်းခြင်းတရားပေါ်မှာပဲလူသားတွေရဲ့ကြီးကျယ်မှုဆိုတာရှိတာပါပေါ့ကြီးကျယ်ခြင်းဆိုတာချမ်းသာခြင်းနဲ့အကဲဖြတ်လို့ရတာမဟုတ်ပါဘူးပေါ့ဩဇာအာဏာဘလောက်တကောဩဇာဘလောက်ကြီးတယ်လဲဆိုတာနဲ့လဲပိုင်းဖြတ်လို့မရပါဘူးပေါ့သူ့ရဲ့ဇယိုက်တွေသူ့ရဲ့ကောင်းခြင်းတရားတွေနဲ့ပဲလူသားတွေရဲ့ကြီးကျယ်မှုကိုဆုံးဖြတ်တာပါ where there is hope မျှော်လင့်ချက်ရှိတဲ့နေရာမှာ there is life ဘဝဆိုတာရှိတယ်မျှော်လင့်ချက်ရှိနေသေးသမျှဘဝဆိုတာရှိနေဦးမှာပဲ if finches with fresh courage let's say that တတ္တိတွေတို့တွေကိုအဲ့လိုမျှော်လင့်ချက်တွေကရှိနေမယ်ဆိုရင်တို့တွေတတ္တိတွေပြည့်လာမယ် makes us strong again တို့တွေဘဝမှာပြန်လဲဟလာတတ္တိတွေပြည့်ဖြိုးလာမယ်ပေါ့ where there is hope မျှော်လင့်ချက်ဆိုတာရှိရင် there is life ဘဝဆိုတာလည်းရှိပါတယ် it finches with fresh courage let's say that တတ္တိတွေရှိမယ် and makes us strong again တကယ်တို့ဘဝမှာပြန်လဲခိုင်ခန့်တန်မာလာစေမယ်ဘယ်လိုလဲကြတိုင်းပြန်လဲထနိုင်စွမ်းတဲ့ let's say that တတ္တိတွေကဒီမျှော်လင့်ချက်ကနေပေးတာပါပေါ့ဘဝမျှော်လင့်ချက်ဆိုတာရှိသည်ဘဝဆိုတာရှိနေဦးမယ်ပေါ့ဒီလိုဆိုရင်ပေါ့တတ္တိတွေလည်းပြန်လဲပြည့်တင်လာမယ်ဟောလဲကြတိုင်းလဲပြန်လဲရက်တည်ထားနိုင်တယ်ပေါ့ပြန်ရက်ထနိုင်တယ်what is done cannot be undone but one can prevent it happening again what is done ဒီပြုလုပ်ပြီးတဲ့အရာကိုပြုလုပ်ပြီးသွားပြီဆိုတဲ့အရာ cannot be undone ပြန်ပြင်လို့ပြောင်းလို့မရဘူးလေ but one can prevent it happening again နောက်တစ်ဖန်ထပ်မဖြစ်အောင်တော့ဟန်တားလို့ရပါတယ် what is done ပြီးသွားတဲ့အရာကို cannot be undone ပြီးအောင်ပြန်ပြီးတော့ပြင်လို့တော့မရတော့ဘူး but one can prevent it ဒါကို happening again တဖန်ပြန်ဖြစ်မလာအောင်တော့တားလို့ရတယ်ပေါ့ဒါကြောင့်မို့ပဲတို့တွေသမိုင်းကိုသင်ကြားရတာပေါ့ပြီးသွားတဲ့အရာကဘာမှပြန်ဖြည့်စည်းလို့တော့မရတော့ဘူးပေါ့ဒါပေမဲ့လို့လေပေါ့နော်နောက်တစ်ချိန်ပြန်မဖြစ်အောင်ဆိုပြီးသမိုင်းကိုသင်ခန်းစာအနေနဲ့သင်ကြားရတာပေါ့
I can shake off everything as I write ကျမကလေ Anne Frank ကပြောတယ် I can shake off everything အကုန်လုံးကိုခါချပြစ်နိုင်တယ် as I write အခုလိုစာတွေရေးနေတော့လေကျန်တာတွေအကုန်လုံးကိုမေးပြောက်ပြစ်လို့ရတယ်ပေါ့ My sorrows အဲ့လိုစာတွေရေးနေတဲ့အချိန်မှာငါရဲ့ကျမရဲ့ sorrows ဝမ်းနည်းမှုတွေလည်း disappear ပျောက်ကသွားပြီးတော့ and my courage is reborn တတိတွေပြန်လဲဝေးဖွာလာတယ်ပေါ့ I can shake off everything as I write ကျမလေးစာရီရေးနေရင်းနဲ့ဟုတ်လားအရာအလုံးကိုခါချဖြစ်လို့ဖယ်ထားပြလို့ရတယ် My sorrows disappear ကျမရဲ့ဝမ်းနည်းကြည်ကဲမှုတွေပျောက်ကွယ်သွားပြီးတော့ My courage is reborn တတိတွေပြန်လဲဝေးဖွာလာပါပြီစာရေးတဲ့အခါမှာစာရေးခြင်းကနေပြီးတော့ဒီ Anne Frank ကလေးဟာတတိတွေပြန်လဲရရှိခဲ့တယ်ဆိုပါတယ် Dead people receive more flowers than the living ones because regret is stronger than gratitude dead people ဆုံးမကွယ်လွန်သွားတဲ့သူတွေက receive more flowers ပန်းတွေပို့ရကြတယ် than the living ones အသက်ရှင်နေတဲ့သူတွေထက်ပန်းတွေပို့ရသေးတဲ့သူတွေကပန်းတွေပို့ရကြတယ် because ဘာလို့လဲဆို regret နောင်တတရားက is stronger than gratitude ကျေးဇူးတရားတဲ့ပို့ပြီးပြင်းထန်လို့ပေါ့ကျေးဇူးတင်တာတဲ့နောင်တတွေကပို့များကြတယ်တဲ့ဒါကြောင့်မို့ပဲလူတွေတွေကပန်းတွေပို့ရတာပေါ့တည်သွားတဲ့သူတွေကြတော့ဟိုတုန်းကမပြလုံးမပေးလဲရလေချင်းဆိုပြီးတော့ပန်းနေနဲ့သွားပြီးတော့ဂါရဝပြုတာတို့တောင်းပန်တာလို့လုပ်တယ်ပေါ့တကယ်လူရှင်တွေတက်ရှင်နေတဲ့သူတွေကြတော့ကျေးဇူးတရားကိုဖော်ပြဖို့အတွက်ပန်းတွေသိကြီးမဝဲကြဘူးပေါ့လေနော်သူပြောလိုက်တာ dead people တွေဟာ receive more flowers than the living one တက်ရှိရှင်သန်နေတဲ့သူတွေထက်တည်ဆုံးသွားတဲ့သူတွေကပန်းတွေပို့ရကြတယ်တဲ့ဘာလို့လဲဆိုတော့နောင်တတရားဟာကျေးဇူးတရားတဲ့ပုံမပြင်းထန်လို့ပါတဲ့တကယ်တော့နောင်တတွေဆိုတော့နောင်တတွေပြေလူပညာဆိုပြီးတော့တွားပြီးတော့တောင်းပန်တဲ့အနေနဲ့ပေါ့နော်ဝတ်ပြုတဲ့အနေနဲ့နော်အလေးမြတ်ပြုတဲ့အနေနဲ့တွားကြတာပေါ့လေတကယ်တော့ရှင်စင်မှာကျေးဇူးတရားကိုတော့မေ့နေခဲ့ကြလို့ပေါ့ People can tell you to keep your mouth shut လူတွေကပြောနိုင်တယ်မင်းကိုပါဇက်ကိုပိတ်တာလို့ပြောနိုင်တယ် but that doesn't stop you ဒါပေမဲ့ဒါကမင်းကိုတားလိုက်တာမဟုတ်ဘူးနော် from having your own opinion ကိုယ့်ရဲ့ထင်မြင်ယူဆချက်မရှိဖို့ဟန်တားလိုက်တာတော့မဟုတ်ဘူးပေါ့ပါဇက်ကိုပိတ်ထားလို့တော့ပိတ်ထားခိုင်းရင်ပိတ်ထားလိုက်ပေါ့ဟုတ်ပေါ့ဒါပေမဲ့လို့ကိုယ့်ရဲ့ထင်မြင်ချက်ယူဆချက်တွေကိုတော့ဘာနဲ့မှမရက်တက်လိုက်နဲ့နော် People can tell you to keep your mouth shut နှုတ်ကိုပိတ်ထားပါဇက်ကိုပိတ်ထားလို့ပြောလို့ရနိုင်တယ် but that doesn't stop you from having your own opinion ကိုယ့်ရဲ့ထင်မြင်ချက်တွေရှိခြင်းကနေပြီးတော့မင်းကိုတော့ဘယ်တော့မှတော့မဟန်တားနိုင်ဘူးပေါ့နှုတ်ကိုပိတ်ထားလို့ရမယ်ပေါ့ထင်မြင်ချက်တွေကိုတော့ပိတ်တားဆီးလို့ပိတ်ကာတားဆီးလို့မရပါဘူးကဲ go outside to the country ကျေးလက်ဘက်ကိုထွက်လိုက်ပါ enjoy the sun နေရောင်ကိုပျော်ရွှင်ခံစားလိုက်ပါ all nature has to offer နေရောင်ရဲ့တဘာဝတရားကြီးကကမ်းလင့်တဲ့အရာတွေကိုပျော်ရွှင်ခံစားလိုက်ပါ go outside အပြင်ဘက်ကိုထွက် try to recapture ကြံလည်ဖန်ဆုပ်လိုက် the happiness within yourself မင်းတို့ယင်တွင်းကပျော်ခြင်းတရားကိုပျော်ရွှင်ခြင်းကိုပြန်လည်ဖန်ဆုပ်လိုက်ပါ think of all the beauty in yourself ကိုယင်ထဲမှာရှိနေတဲ့အလားတရားတွေကိုပြန်တွေးကြည့်လိုက် in everything around you ပတ်ဝန်းကျင်မှာရှိနေတဲ့အလားတရားတွေကိုလည်းပြန်မြင်အောင်ကြည့်လိုက် and be happy ဘာမှစိတ်ညစ်မနေစမ်းနဲ့ပျော်ရွှင်စွာနေလိုက်စမ်းပါ go outside အပြင်ကိုထွက်လိုက်ပါ to the country တောပိုင်းကျေးလက်ဘက်ကိုထွက်လိုက် enjoy the sun and all nature has to offer enjoy the sun နေရောင်ရဲ့သူတို့ရက်ဒေတာကအေးတဲ့ရက်ဒေတာဖြစ်မှာပေါ့နော်အဲ့တော့နေရောင်ရဲ့လို့ပြောတာပေါ့နော်တို့စီမှာကြတော့လာအေးတဲ့ရဲ့ပေါ့အနှွေတဲ့ရဲ့ပေါ့ဒီလိုလည်းပြောလို့ရပါတယ်တဘာဝတရားကကမ်းလင့်နေတဲ့အရာအလုံးကိုခံစားလိုက်စမ်းပါ go outside အပြင်ကိုသွား and try to recapture ပြန်လည်ဖန်ဆုပ်လိုက်စမ်းပါ the happiness within yourself ကိုယ့်ရင်ထဲမှာရှိနေတဲ့ပျော်ရွှင်ခြင်းတရားကိုပြန်လည်ဖန်ဆုပ်လိုက်ပါ and think of all the beauty in yourself ကိုယ်မှာရှိနေတဲ့အလားတရားတွေကိုတွေးလိုက် and everything around you မင်းတို့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတိုင်း and be happy အရာတိုင်းကိုအလားတရားတွေကိုပျော်ရွှင်ခံစားလိုက်ပြီးတော့ and be happy ပျော်ပျော်ကြီးနေလိုက်စမ်းပါပေါ့နော်သူကိုယ်တိုင်ကဒီ Anne Frank ကိုယ်တိုင်ကဒီထက်ကိုးလေးပေါ်မှာခက်ချင်းကျုပ်လေးနဲ့မိသားစုတွေတူတူတိတ်တိတ်ပဲနေရတာအဲ့လိုလေသူတို့တွေနေရတဲ့ကာလမှာဆိုတော့ကြည်စမ်းကဲကိုတို့တွေအပြင်ကိုသွားခွင့်ရှိနေလို့ပြောလိုက်သွားလိုက်စမ်းပါပေါ့
အလားတရားတွေရှိတော့ခံစားလိုက်စမ်းပါသူတို့မှအဲ့လိုအလားတရားတွေခံစားခွင့်မရှိဘူးပေါ့နော်အဲ့ဒါကို तू ကတိုက်တွန်းထားတာပေါ့အလားတရားတွေရှိတယ်ကိုလူတို့အပြင်မှာအလားတရားတွေရှိတယ်ကျေးလက်မှာအလားတရားတွေရှိတယ်တဘာဝတရားကြီးကကန်းနေနေတယ်အလားတရားတွေရှိတယ်ပေါ့ကိုကကိုယ့်ရဲ့အတွေးကဒီမကောင်းတာပဲဒီမှာအစင်မပြေတာရဲ့စဉ်းစားမနေနဲ့လောကကြီးမှာအလားတရားတွေအများကြီးကျန်သေးတယ်ဒီအလားတရားအပြင်ဘက်ကိုထဲအလားတရားတွေကိုဖမ်းဆုပ်ခံစားလိုက်ရမှာရင်ထဲမှာပျော်ရွှင်ကြည်နူးမှုတွေချင်းဒါတွေကိုပြန်လဲဖမ်းဆုပ်ခံစားလိုက်စမ်းပါဘဝကတူတောင်းလွန်းတယ်ပေါ့ပျော်ပျော်ရွှင်ရွှင်ကြီးပျော်ပျော်ကြီးနေလိုက်စမ်းပါခက်ခဲတွေကိုပဲမျက်နှာမုံမနေပါနဲ့ I don't think of all the misery ကျမတော့လေစိတ်ပျက်စရာတွေကိုတွေးမနေဘူး but of the beauty that still remains နော် beauty အလားတရားပေါ့ that still remains ရှိနေတဲ့အလားတရားကိုပဲသူတွေးနေတယ်ကဲစဉ်းစားကြည့်သမ်းပါဦးဟုတ်လားဒီထက်ခိုးကန်းထဲမှာနေတဲ့ကောင်မလေးတယောက်လေနော်ဒီထက်ခိုးကန်းထဲမှာနေရတဲ့ကောင်မလေးတယောက်ဘယ်လောက်ထိဘယ်လိုပြောမလဲမြင်ကျဲလိုက်တယ်လေပေါ့နော်ဟုတ်လားဘယ်လောက်ထိအဆင်ပြေလိုက်တယ်လေဒီစမ်းမအောင်ဘယ်လိုတနေရာထဲမှာအချင်းနေရာချင်းလေးထဲမှာလေဒီလိုကြီးနေသွားဖို့နေသွားရင်းနဲ့ဒီလိုအလားတရားတွေကိုမြင်နိုင်ဖို့ဆိုတာတော်တော်ကိုမလွယ်ပါဘူးပေါ့နော်ဒါဒီအလားတရားတွေကိုမြင်နိုင်ဖို့ဆိုတာတကယ်ခက်ခဲပါတယ်နော်သူကတော့ကြည်သမ်းမမြင်သွားချတာ I don't think မထင်ပါဘူးပေါ့ all the misery မတွေးနေပါဘူးပေါ့ဒီစိတ်ပြည့်စရာတွေကြိုကိုလည်းတွေးမနေဘူး all the beauty that still remains ဆက်လက်တည်ရှိနေစေအလားတရားတွေကိုပဲကျမဆက်တွေးနေပါတယ်စိတ်ပြည့်စရာတွေလောကကြီးမှာမကောင်းတာတွေကတော့ရှိနေမှာပေါ့ဒါမကောင်းတာတွေကြီးအာမပြုတ်မနေပါဘူးတဲ့ကြံရှိနေစေအလားတရားတွေရှိပါသေးတယ်အဲ့အလားတရားတွေကိုကျမတွေးနေမိပါတယ်ဒါ Anne Frank မှာဆယ်ကျော်သက်မာလေးရဲ့နော်တသနာအမြင်ပေါ့နော် think of all the beauty still left around think of all the beauty still left around ကြံရှိနေသေးတဲ့အလားတရားအလုံးကိုတွေးကြည့်လိုက်စမ်းပါ and be happy ကဲပျော်ပျော်ကြီးနေလိုက်ပါပေါ့စီမရတာလည်းမရတာပေါ့လေနော် okay thank you ဒါ Anne Frank ရဲ့ quotation ချိုးပါပေါ့